กบะยะยะมาชิจาระยงจีดูมิบะญีကိုမောင်နှမများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျမနာမည်ကအောင်ဆိုင်ကြဖြစ်ပါတယ်ကျမဟာကချင်လူမျိုးဂျိမ်းဘော့တူလေးဖြစ်ပါတယ်အခုကျမတို့ရောက်ရှိနေတဲ့နေရာကတလေရီမျက်နှာပြအမြင့်9000ခန့်ရှိတဲ့နေရာဖြစ်ပါတယ်ကျမတို့ဟာဆရာဆိုင်အေးရဲ့မစ်ရှင်အဖွဲ့အဖြစ်ရောက်ရှိလာခြင်းဖြစ်ပါတယ်ဒီရွာမှာဆိုရင်ဒီဇင်ဘာလမှာစနိုးမြင်းတော်တော်ကြားတဲ့နေရာဖြစ်တယ်စနိုးကြားတဲ့အချိန်မှာဆိုရင်တထွာလောက်တောင်ထူတဲ့နေရာဖြစ်တယ်ဒီရွာဟာတရုတ်မြန်မာနယ်စပ်မတ်တိုင်6လူဟောင်းဆိုတဲ့ရွာဖြစ်ပါတယ်ဒီရွာကဒုက္ခတဲ့တာဝန်ရှိပုဂ္ဂိုလ်ပြောချက်အရဆိုရင်ဒုက္ခတဲ့များလူဦးရေ900ကျော်နဲ့အင်ချေ100ကျော်ခန့်ရှိတဲ့နေရာဖြစ်ပါတယ်ဒီနေရာဟာလမ်းပန်းဆက်သွယ်ရေးတော်တော်ခေါင်တဲ့နေရာဖြစ်တယ်အထောက်အပံ့အကူအညီများလည်းဒီဘက်ကိုတော်တော်လေးမရောက်ရှိတဲ့နေရာဖြစ်ပါတယ်ဒီနေရာမှာဆိုရင်အလွန်အေးတဲ့အတွက်စိုက်ပျိုးမွေးမြူရေးလည်းလုပ်လို့မရပါဘူးနောက်ပြီးလို့ရှိရင်ကိုကနေစားရှာလုပ်မယ်ဆိုရင်လည်းမြို့နဲ့တော်တော်ဝေးတဲ့အတွက်လည်းအလုတ်ရှာလို့လည်းမရတဲ့နေရာဖြစ်ပါတယ်ဒီရွာကိုရောက်ဖို့အတွက်မြစ်ချနာမြို့ကနေ15နာရီဆိုင်ကမောင်းခဲ့ရပါတယ်ကျမတို့အဖွက်တာအားလုံးဆရာဆိုင်အင်းနဲ့ဘာဝင်း9ယောက်ဖြစ်ပါတယ်ကျမတို့လမ်းမှာဆိုရင်အခက်အများကြီးနဲ့ကြုံခဲ့ရပါတယ်ဆိုင်ကလေးတာတို့ဆိုင်ကပြက်တာတို့လမ်းလျှောက်ရတာကအစမိုးမိတဲ့အထိဖြစ်ပါတယ်ဒါပေမဲ့ကျမတို့အဖွက်တာဟာတယောက်မှစိတ်မပြတ်ပဲယေရှုဖျားပေးတဲ့ခွန်အားဖြင့်လိုရာခီးကိုရောက်ခဲ့ရပါတယ်ကျမတို့ဟာဆရာတော်ခေါင်ဦးဆောင်တဲ့လူငယ်အဖွဲ့ကနေဖြစ်ပါတယ်ကျမတို့ရဲ့အဓိကမစ်ရှင်က Praise and Worship နဲ့အိမ်နိုင်ရာရောက်နှစ်တိမ်အားပေးမှုကိုပြုလုပ်တဲ့မစ်ရှင်ဖြစ်ပါတယ်ကျမတို့ရတဲ့မုံဖိုးကနေစုဆောင်းပြီးဒီမှာရှိတဲ့ဒုက္ခတွေများကိုပေးလူခဲ့ပါတယ်ကလိုက်တိုင်းစခုံလာနန်သာအထင်ဒီကိုကိုကပ်လာမောနာတဆောင်မလာရဲ့နိုခာနိုဒိုဂရိုင်းအတေဘေဘောစေနာဒီခီးစင်မှာဆိုရင်ဆရာဆိုင်အေးရဲ့အဓိကလှုပ်ဆောင်ချက်ကတော့နေ့လေစာကျွေးမွေးခြင်းအစီအစဉ်ကိုပြုခဲ့ပါတယ်အဲ့ဒီထက်အရေးကြီးတာကတော့သခင်ယေရှုဖျားယုံကြည်သူများအတွက်လက်ဝါးကတိုင်မှာဘာတွေလုပ်ပေးခဲ့တယ်လဲဆိုတာကိုအတိကထားပြီးဝေငှတွားခဲ့ပါတယ်အဲ့ဒီထဲမှာဆိုရင်ယုံကြည်သူများအတွက်လိုအပ်သောဖြောင့်မတ်ခြင်းယုံကြည်သူများအတွက်လိုအပ်တဲ့ကျမ်းမာခြင်းယုံကြည်သူများအတွက်လိုအပ်တဲ့ကြွယ်ဝခြင်းတွေကိုသခင်ယေရှုခရစ်ဟာလက်ဝါးကတိုင်မှာပေးဆက်တွားခဲ့ပြီးပါပြီဆိုတဲ့အတွက်ယုံကြည်သူဖြစ်လာရင်ဆင်းရဲစရာမလိုတော့ဘူးအပြစ်ဒဏ်ခံစရာမလိုတော့ဘူးသခင်ယေရှုခရစ်တော်ဒီလက်ဝါးကတိုင်မှာအလေးအလေလုပ်ပေးခဲ့လို့ဖြစ်ပါတယ်ဒီမှာဆိုရင်9ညနဲ့3ရက်နှုတ်ကပတ်တော်ဟောကြားတွားခဲ့ပါတယ်အနာရောဂါရှိတဲ့သူတွေငွေကြေးဆင်းရဲတဲ့သူတွေအခက်ပေါင်းစုံနဲ့ကြုံတွေ့တဲ့သူတွေများအားလုံးကိုဆရာဆိုင်ရင်ကနေဆုတောင်းပေးခဲ့ပါတယ်ကျမနာမည်ဘယ်လိုခေါ်လဲတော်မေရစာပြပြလားကိုတောင်းဘာလို့မျိုးလဲတော်မှာဒီမှာဒီတော့ခါတဲ့စကားမှာဆရာမကြောင်းဆရာမပေါ့နော်ဟုတ်ပဲတာမတင်တယ်ပါသူတဲ့တန်းလားဒီမှာရှိတဲ့ကလေးတွေအများပြပြနေတာလေဒီစတိုးဒေတာဖက်ကဟာလာသူတို့အတိကပြဿနာပါတယ်ဒီမှာစပြေဒုက္ခပေါ့နော်အစီစကားစီစကားလားကချင်စကားပြောကြဘယ်အပိုင်းကဏ္ဍမှာသူတို့အစီမပြေမှုရှိလဲ
အခုဒီမှာနေရတော့အစင်မပြေတာတော့အများကြီးဟုတ်တယ်လားအများကြီးပဲနော်သူတို့ဒီမှာရက်ခါရတာရက်ခါတော့ရတယ်တလားတစ်ခါလားတလားတစ်ခါဟောပါလို့ရတယ်သူတို့ဟမ်ပါလို့ရတယ်လို့ဆန်စီစာဟောအဲ့တော့ပုံမှန်ရတယ်နော်ဘယ်ရလာပေးလဲဟိုဝါချောဟောကရုဏာဖော်လားကရုဏာဖော်ဒီမှာလာတိုင်းမှာပေးနော်จานเนี่ยฮะသူတို့ပါလို့ဒီမှာသူတို့ဝင်ဝင်ပါလို့ရတယ်ဘာမှဝင်မရှိဘူးဒီတိုင်းပဲပေါ့နော်ဒီတိုင်းပဲနေသူတို့လာပေးရစားဒီတိုင်းပဲနေနော်โอเคတိုင်กินတော့ဆရာမနော်ညီမနာမည်ဘယ်လိုခေါ်လဲလပေါပုံမျိုးလို့ခေါ်ပါတယ်ညီမကအခုလက်ရှိဒီတော့တယ်မှာပါလို့လဲလက်ရှိမှာမကျိုးဆရာမအဲ့လိုမကျိုးဆရာမလားကလေးတွေတင်တာပေါ့ဟုတ်တယ်သမီးလဲဟိုဆစ်ရှောင်းလာတာပေါ့ဟုတ်တယ်ဘယ်ရွာလဲလက်ဖိုင်ရွာကလက်ဖိုင်သမီးကပါ